ဒီနေ့မင်းပြောချင်နေတဲ့စကားမနှက်ဖန်ဆိုရင်မပြောချင်တော့ဘူးဆိုတာယုံလားလူတိုင်းကနားထောင်ပေးနိုင်တယ်ဒါပေမဲ့မင်းလိုထပ်တူမခံစားပေးနိုင်ဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာစာအုပ်စာပေလူမိတ်ဆွေ Facebook page ကနေကြိုဆိုလိုက်ပါတယ်စိတ်ညစ်နေလားတကယ်ချင်းမင်းလိုပဲစိတ်ညစ်သူတွေအများကြီးပါတယောက်ယောက်ကိုရင်ဖွင့်ခြင်းနေလားတကယ်ချင်းခဏတော့သီးခံမျိုးသိလိုက်ပါတခါလေကြရင်ဒီနေ့ပြောချင်တဲ့ဇာကားကိုနောက်တည့်ရက်ရွှေ့လိုက်လို့လဲအများကြီးနောက်ကျမသွားပါဘူးမင်းမမျိုးသိနိုင်ရင်တော့နောက်နေ့မှငါ့ကိုပြောပြပါသိကြပါတယ်နောက်နေ့ကျငါမေးတဲ့အခါမင်းကဒီလိုပါပဲဘာမှမဟုတ်တော့ပါဘူးလို့ပြန်ပြောလိုက်မယ်ဒီလိုပါပဲတကယ်ချင်းခံစားချက်ဆိုတာအချိန်တက်နေတော့ရင်နဲ့အမျှပါပဲတရက်ထက်တရက်ကြာလာတာနဲ့အမျှအနေထိုင်သွားလိမ့်မယ်အဲ့ဒီခါမှာတချို့ခံစားချက်တွေကိုမင်းပြောပြခြင်းစိတ်မရှိတော့ဘူးတချို့ခံစားချက်တွေကိုဥပိ္ပခါပြုတ်တက်လာမယ်တချို့ခံစားချက်တွေကိုမင်းပြန်သုံးသပ်တက်လာမယ်တချို့ခံစားချက်တွေကိုသင်ခန်းစာယူတတ်လာမယ်တချို့ခံစားချက်တွေကဟာတာဖြစ်သွားမယ်တချို့ခံစားချက်တွေကတကယ်တွေးကြည့်ရင်ဘာမှမဟုတ်တော့ပါဘူးမင်းစဉ်းစားကြည့်ပါမင်းခံစားချက်တွေကိုငါ့ကိုရင်ပွင့်ရင်မှန်လားမှားလားဆိုတာမဆာနာလို့ပြောတာမဟုတ်ပါဘူးကိုချင်းစာလို့ပြောပြတာပါမင်းစကားဖတ်တင်ဂျာမနီစီခြင်းလို့ပါမင်းခံစားချက်ကိုလူတကာလိုက်ပြောရအောင်ဝိထုတပုတ်မှာမဟုတ်ပဲရင်းနှီးမြခံစားခဲ့ရတာတွေလေပြောပြရင်တော့နားထောင်ကြမှာပဲနားထောင်လို့ကောင်းတာကိုအပြေအဝထပ်တူခံစားပေးလိမ့်မယ်လို့မင်းထင်သလားသူတို့ကမင်းမဟုတ်ဘူးလေမင်းအကြောင်းကိုမင်းသာအတိဆုံးမင်းခံစားချက်ကိုလည်းမင်းသာအတိဆုံးဘာလို့တင်နေဆိုတာမင်းသာအတိဆုံးဖြစ်ရမှာပေါ့ငါပေးတဲ့အကြံကဘလောက်မှန်နိုင်မှာမို့လို့လဲငါခိုင်းတဲ့အတိုင်းကောမင်းလိုက်လုံနိုင်မှာမို့လို့လားစိတ်ပေါ်သွားရင်တတ်နေတော့ရင်မဖွင့်ပါနဲ့မင်းခံစားချက်တွေတန်ဖိုးမဲ့သွားမှာပါစကားပတ်တင်ကြံခဲ့မှာစိုးလို့ပါတချို့ခံစားချက်တွေကခံစားရတဲ့သူတိုင်းမှန်နေတယ်လို့ပြောလို့မရဘူးနေရာတိုင်းမှာအကြောင်းအကျိုးဆက်နွယ်မှုတွေရှိနေတတ်ပါတယ်မမေ့ဖို့တော့မှားခြင်းနဲ့တကယ်ချင်းလက်သုံးမှန်ရင်ကြိုးချမ်းတယ်မကင်းပါဘူးရင်းချက်မှုဆိုတာလဲရင်ထဲကအနာတရားတွေကတဆင့်ရလာတာပါဘဝအတွေ့အကြုံတွေကနေတဆင့်ရလာတာပါဒဏ်ရာမရှိတဲ့နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့မင်းခလေးလေးပဲလွတ်တော့ဘယ်တော့မှလူလားမြောက်လာမှာမဟုတ်ဘူးစိတ်ညစ်ပြေးသွားပြီလားတကယ်ချင်းစိတ်ညစ်မပြေးသေးဘူးဆိုနောက်နေ့တွေကြမှာငါစီလာရင်ဖွင့်လိုက်ပါမင်းတို့ဒီစာသားတွေကမှန်တယ်ဆိုရင်မှန်တယ်လို့ comment မှာရေးခဲ့ပေးပါခင်ဗျာ